ဒီတနေ့ကတော့ပစ္စည်းကမှားထားတာက9လပိုင်း9ရက်နေ့ကနေပစ္စည်းမှားရတယ်အခု15ရက်9လပိုင်းနေ့မှာရောက်လာတဲ့ပစ္စည်းဘာဖြစ်လို့ကျွန်တော်စောက်ရကြလဲဆိုတော့ပစ္စည်းကအလျှော့စင်းနဲ့ရလာမို့လို့ကျွန်တော်လည်းစောက်နေတယ်ဒီနေ့မှရလာတယ်ဝင်ကြည့်မယ်ထက်မှာဘာလေးလဲလို့ဒီပစ္စည်းထက်မှာနော် Okay let's go ဒီနေ့ကတော့ဒီဖာနဲ့လာလို့ဒီလိုမျိုးဖာနဲ့လာတယ်ဆိုရင်ကျွန်တော်ကတေးသေးချာချာယုံတယ်ဘော်ဒီဇာကကိုယ်တိုင်မှာတယ်ဆိုတော့ကျွန်တော်ကမဖွင့်ကြည့်တော့ဘူးအေးရောက်မှကျွန်တော်ဖွင့်ကြည့်မယ်ကိုပစ္စည်းဟုတ်လားမဟုတ်လားခါကြိုင်ကိုမှားတဲ့ပစ္စည်းတစ်မျိုးရောက်လာတာပစ္စည်းတစ်မျိုးဖြစ်တယ်အဲ့ဒါကြောင့်ဖွင့်ကြည့်ပြီးမှကိုကြိုက်မှယူရတယ်ကိုမကြိုက်ဘူးဆိုရင်ပြန်ပြီးတော့ပေးလိုက်တယ်အခုကဒီဘော်ဒီဇာမှာကိုယ်တိုင်ကျွန်တော်အများအားမှားနေတဲ့ပစ္စည်းတွေဒါတွေဆိုကျွန်တော်အကုန်လုံးမှားတယ်ဒီဘော်ဒီဇာအကုန်လုံးဒါဘော်ဒီဇာကပဲအကုန်လုံးမှားတယ်ဒီဘော်ဒီဇာကိုယုံကြည်လို့လူဆိုတာယုံကြည်မှုနဲ့ဆောက်တည်ရတယ်လေအဲ့ဒါကြောင့်သူ့ကိုလည်းကျွန်တော်ယုံကြည်ပြီးသားမဖွဲ့တော့ဘူးအခုမှအေးရောက်မှကျွန်တော်ဖွဲ့ကြည့်မယ်နော်โอเคသူကစားလေးနဲ့ဒီမှာဒီဘော်ဒီဇာမှာလေသူလှုပ်လာတာကတော့တော်တော်သေးချတယ်ဒီမှာဒီမှာကြည့်စက်ကူလေးအိတ်လေးနဲ့လေးအိတ်ပုံးလေးနဲ့လှုပ်လာကြည့်လေးအိတ်ပုံးလေးနဲ့လှုပ်လာတယ်နော်โอเคဒီမှာနှလုံးလုံးပါလားလေးအိတ်ပုံးလေးထပ်မှာဒီမှာတစ်ထပ်လှုပ်လာတယ်နော်နှစ်ထပ်သုံးထပ်တော့ထဲမှာပါလေးလဲတီးကြလားโอเคဝင်ကြည့်မယ်ဒီဘော်ဒီဇာကတော့တော်တော်သေးချတယ်ဗျလှုပ်လာတယ်ဒီထုတ်ရမှာတော်တော်လေးသေးချတယ်ဝူးဘာလေးလဲဘာလေးလဲသိပြီမို့လားဒီလိုမျိုးဆိုရင်ဒီမှာတစ်ထပ်ဒါတစ်ထပ်နှစ်ထပ်သုံးထပ်လောက်ရှိတယ်နော်ထဲလာတာထိုင်းမှာနေကြတဲ့မြန်မာနိုင်ငံသားတွေကိုကျွန်တော်ပြောချင်တာကအဲဒီပစ္စည်းဝယ်တဲ့ချိန်ကြရင်အဲ့လို9လပိုင်း9ရက်နေ့တို့10လပိုင်း10ရက်နေ့တို့အဲ့လိုမျိုးနေကြရင်ဈေးဝယ်တာကောင်းတယ်ဈေးကတော်တော်ရှော့တယ်သူတို့တွေကရှော့ဈေးနဲ့ရတယ်လေနောက်ပြီးတော့ပစ္စည်းကလည်းမှန်တယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကလည်းဒီမှာဝယ်လို့ဖြစ်တာမဟုတ်ဘူးဆိုရင်ကျွန်တော်ဝယ်လို့မနိုင်ဘူးမှ sorry okay ဘမ်ခေါ်ထဲတယ်တော့ဒီမှာအဆဲတယ်လို့မရှိရဒီမျိုးစားလေးကိုပဲကျွန်တော်ကဝယ်သုံးတာများတယ်ဘာဖြစ်လို့ဒီမျိုးကြောက်ကိုလည်းကြိုက်တယ်ဒါပေမဲ့ဒီမျိုးစားအမေရိကန်ထုတ်မဟုတ်ဘူးနော်တရုတ်ထုတ်ပဲဒါပေမဲ့သူတို့လှုပ်လာတာကထိုင်းနိုင်ငံကိုသွင်းမယ်ဆိုတော့သူတို့ကထိုင်းနိုင်ငံရဲ့ငွေနဲ့သူတို့ကရည်သွေးနဲ့အကိုက်အောင်သူတို့ကသွင်းတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုသွင်းမယ်ဆိုရင်တော့မြန်မာနိုင်ငံရည်သွေးနဲ့မြန်မာငွေနဲ့တန်မဲ့ပစ္စည်းတွေကိုသူတို့ကထုတ်လို့ပြီးတော့သွင်းမှာပေါ့အခုကတော့ကျွန်တော်တုံးကြည့်တယ်ဒီမှာအတိုင်လေးတွေဆိုရင်အများကြီးပဲကျွန်တော်မှာဒါလည်းအဲ့ဒီ line ကဝယ်ရတာဟာတွေကြီးပဲကျွန်တော်မှာဒီမှာလဲမ line ကဝယ်ရတာဟာတွေကြီးပဲဒီမှာလိုက်ကြည့်ကြအောင်နော်ထဲမှာโอเคဒီမှာဒီလိုပုံစံမျိုးဘယ်နေရာမှာသုံးသလဲဆိုတော့ပြန်ရေးလုပ်ပြမယ်ဒီလိုမျိုးလေကျုံโอเค DJI Osmo မနာခွဲကြည့်အောင်မယ်ဒီမျိုးစားတွေကိုတော့သဲဆွဲကြိုက်တယ်ဗျာသဲဆွဲကြိုက်တယ်လိုင်းမှာကတော့မျိုးစားတွေအများကြီးပဲဒါပေမဲ့ဒီမျိုးစားတွေကိုမှကျွန်တော်ကကြိုက်တယ်โอเคဝူးကြိုက်တယ်ဒီမှာဆွဲထုတ်လို့ရတယ်နော်ရှယ်ကြီးပဲဒီမှာရှယ်ကြီးပဲမင်းနော်ရှယ်ကြီးပဲဒါလေးကိုကခောက်ခလို့လို့ရတယ်ဒီမှာဖြုတ်လို့ရတယ်ဒါလေးကဒါတစ်ခုသုံးလို့ရတယ်ဒါတစ်ခုသုံးလို့ရနှစ်ခုသုံးလို့ရတယ်ဒီမှာဒါလေးကဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော်လုပ်ပြမယ်ဒီမှာโอเคမိုက်နော်ဒီမျိုးစားတွေကမိုက်တာဆွဲထိုးရတယ်
အိုး share ရေးပဲ Okay ဒါလေးကကျွန်တော် share လုပ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါမနော်